တချို့လူတွေရှိတယ်ငြိမ်ခံနေတော့မမြင်ဘူးထပြောမိမှကိုကစွာတယ်ဆိုတာမျိုးတချို့လူတွေရှိတယ်ခေါင်းမော်တက်နှင်းခံရတာမသိဘူးဆက်ဆက်ထိမခံပြန်ပြောလိုက်မှကိုကအာကျန်းတယ်ဆိုတာမျိုးတချို့လူတွေရှိတယ်မသိချင်အောင်စောင်းနေတာကိုအာမနာဘူးတဲ့ပြောလိုက်မှပဲကိုကလူချမ်းတယောက်ဆိုတာမျိုးတချို့လူတွေလည်းရှိတယ်တသက်လုံးတီးခံလာတာကိုမစာနာကြဘူးထပေါက်ကွဲတော့မှကိုကမကောင်းဘူးဆိုတာမျိုးတချို့လူတွေရှိတယ်အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူးအပေါ်ယံကောင်းပြတာကိုမှအဟုတ်ထင်တတ်ချတာမျိုးတချို့လူတွေရှိတယ်စစ်မှန်တယ်ဆိုတော့မတွေ့တတ်ကြဘူးဟန်ဆောင်တတ်တဲ့လူကိုမှအမှန်အကန်ထင်ကြတာမျိုးတချို့လူတွေရှိတယ်ကိုချင်းစာတရားဆိုတာမရှိကြဘူးဘသူသေးသေးငတေမာရင်ပြီးရောစိတ်နဲ့တစ်ဖက်သားစိတ်ကိုအသေးတက်ပြကြတာမျိုးတချို့လူတွေရှိတယ်ရင်းနှီးချင်အောင်ဆောင်ပြီးမထိတတိစော်ကားတဲ့စကားမျိုးပြောတတ်ကြတာမျိုးတချို့လူတွေလည်းရှိတယ်ကိုယ်တိုင်မလုံနိုင်တဲ့အရာကိုတစ်ဖားသူလုံးမှပဲဝေဖန်ရေးလုပ်တတ်ကြတာမျိုးတချို့လူတွေရှိသေးတယ်အစွမ်းစားမရှိပဲအပြစ်ပြောဖို့တတ်လူဖြစ်လာတာမျိုးဒါကြောင့်အကောင်းမြင်စိတ်အကောင်းမြင်ဝါဒကိုမကျင့်သုံးတတ်ပဲအသက်ရှင်နေတဲ့တချို့လူတွေအတွက်စိတ်ကတိကောက်ဖြစ်ဖို့မလိုပါဘူးတန်ရာပဲဆက်ဆံပေးလိုက်